ကိုရီရဲ့ရောင်စားခြင်းကိုခံခဲ့ရပြီးအီဂျစ်ကိုခေါ်ဆောင်သွားခင်ရတဲ့ယောသက်ကဂျပန်မတရားမှုကိုခံခဲ့ရပြီးနောက်ဆုံးမှာထောင်ချခံခဲ့ရပါတယ်။ထိုအခါဘဝကကျွန်းလောက်ရတုံးထက်ပိုပြီးခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ဖျားသခင်ကထောင်ထဲမှာယောသက်နဲ့အတူရှိနေပြီးထောင်မှုရဲ့မျက်နှာသားကိုရရှိစေခဲ့ပါတယ်။ထောင်မှုကယောသက်ကိုယုံကြည်ပြီးမကြာခဏတာဝန်များကိုအနှံခဲ့ပါတယ်။တနေ့မှာအီဂျစ်ဘုရင်နဲ့ယင်းနှီးတဲ့အရာရှိ2ယောက်ဟာရာဇဝတ်မှုကျူးလွန်ပြီးထောင်ချခံခဲ့ရပါတယ်။ယောသက်ကဒီလူ2ယောက်ကိုအလုပ်ကိစ္စတွေလှုပ်ဆောင်ပေးဖို့ရောက်လာပါတယ်။တနေ့မှာယောသက်ကအရာရှိ2ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တော့သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့2ယောက်စလုံးကအိမ်မက်ကိုစီမက်ခတ်ကြပြီးအိမ်မက်ကိုဘလို့အတိတ်ပဲဖွင့်ရမယ်မတိကြလို့စိတ်ဆင်းရဲနေကြပါတယ်။ယောသက်ကအိမ်မက်တွေကိုဖျားသခင်ကအတိတ်ပဲဖွင့်ဆိုပေးတယ်။ဒါကြောင့်ကျွန်တော်ကိုပြောပြပါလို့ပြောပါတယ်။ပထမကျွန်ကပြောတယ်။အိမ်မက်ထဲမှာစပစ်ပင်ရဲ့အကိုင်း3ကိုင်းကနေစပစ်သီးတွေခူးခဲ့တယ်။အရင်ညှစ်ပြီးဖာရောဘရင်ကိုခွက်တစ်ခွက်ပေးခဲ့တယ်။ယောသက်ကအဲ့ဒီကျွန်ကိုမကြခင်မှာအကျဉ်းသားအဖြစ်ကနေလွတ်မြောက်ပြီးဘရင်ပေးမှာပြန်ပြီးအလုပ်လုပ်နိုင်တော့မယ်လို့ပြောခဲ့ပါတယ်။ပြီးတော့အနားမှာရက်နေတဲ့ကျွန်တယောက်ကအိမ်မထဲမှာမုံတောင်း3တောင်းကိုခေါင်းပေါ်မှာထမ်းထားတယ်။ဖာရောဘရင်ကိုပေးရမယ်မဟုတ်ပဲ။ဒါပေမဲ့ငှက်တွေကတောင်းထဲကမုတ်ကိုစားသွားတယ်လို့ပြောတယ်။ဆိုလိုတာက3ရက်အကြာမှာဖာရောဘရင်ကသူ့ကိုခေါ်ပြီးတည်တံပေးမယ်လို့ယောသက်ကရှင်းပြတယ်။ရဲအနှဲငယ်ကြာပြီးတဲ့နောက်ယောသက်အိမ်မက်ကိုအတိတ်ပဲရှင်းပြသလိုမျိုးပဲအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပါတယ်။တယောက်ကိုပြန်ခန့်အပ်ခဲ့ပြီးနောက်တစ်ယောက်ကိုတော့တတ်ခဲ့ပါတယ်။ထောင်ကနေလွတ်မြောက်လာတဲ့အခါသူ့ကိုမှတ်မိဖို့ယောသက်ကအစီကံတွေကိုတောင်းပန်ခဲ့ပေမဲ့လွတ်မြောက်လာတဲ့ကျွန်တွေကယောသက်ကိုထောင်ထဲမှာရှိနေတော့သူ့အိမ်မက်တွေကိုအထိပ်ပဲဖွင့်ဆိုခဲ့တယ်ဆိုတာလုံးဝမေ့သွားပါတယ်။ဒီလိုနဲ့2နှစ်ကုန်ဆုံးသွားပါတယ်။ဒီနေ့မှာအီဂျစ်ဘုရင်ဖာရော့ကအလွန်ထူးဆန်းတဲ့အိမ်မက်2ခုမှတ်ခဲ့ပါတယ်။ပထမအိမ်မက်ထဲမှာဖာရောဘရင်ကနိုင်မြေဘေးမှာရှိနေတော့လှပပြီးဝါဖြိုးတဲ့နွား9ကောင်ကမြစ်ကနေမြတ်စားဖို့အတွက်တက်လာကြပါတယ်။ထို့နောက်ရုပ်ဆိုးပြီးပိန်တဲ့နွား9ကောင်ကဝါဖြိုးနေတဲ့နွားတွေကိုကိုက်စားလိုက်ပါတယ်။ဒုတိယအိမ်မက်မှာပင်စီတပင်ကနေပေါက်လာတဲ့စပန်နှများကဝါဖြိုးပြီးညှိုးနွမ်းနေတဲ့စပန်နဲ့9နန်းကဝါဖြိုးနေတဲ့စပန်နဲ့9နန်းကိုလုံးဝမျိုးချလိုက်ပါတယ်။ဖာရောဘရင်ကသူ့ရဲ့အစီအကံများကိုဒီအိမ်မက်ကိုအထိပ္ပယ်ပြောပြဖို့မိန့်ခဲ့ပေမဲ့ဘယ်သူမှမလုပ်နိုင်ခဲ့ပါဘူး။ထိုအခါကျမှသူ့ဘေးမှာရက်နေတဲ့အစီအကံကယောသက်ကလွန်ခဲ့တဲ့2နှစ်ခါထောင်ထဲမှာရှိနေတော့သူ့ရဲ့အိမ်မက်များကိုအနက်အတိတ်ပဲဖွင့်ဆိုခဲ့တာကိုပြန်ပြီးသတိရခဲ့ပါတယ်။ယောသက်ဘုရင်ကယောသက်ကိုထောင်ထဲကနေခေါ်ထုတ်ခဲ့ပါတယ်။ယောသက်ကဖျားသခင်ကအိမ်မက်ရဲ့အတိတ်ပဲကိုဖော်ပြလိုက်မယ်။အီဂျစ်ပြည်မှာ9နှစ်ကြာပေါ်ကျွယ်ဝါလိမ့်မယ်။ပေါ်ကျွယ်ဝါမှုကုံဆိုးသွားတဲ့အခါမှာ9နှစ်ကြာအစာခေါင်းပါမှုရှိလိမ့်မယ်။ဒါပေမဲ့အစာခေါင်းပါမှုကအရန်ပြင်းထန်လွန်းတာကြောင့်ပေါ်ကျွယ်ဝါခဲ့တဲ့အရင်နှစ်တွေကိုဘယ်သူမှမမှတ်မိတော့ပါဘူး။ဒါကြောင့်ပေါ်ကျွယ်ဝါမှုကာလအတွင်းအစာခေါင်းပါမှုအတွက်ကြိုတင်ပြင်ဆင်ဖို့ပညာရှိတစ်ယောက်ခန့်အပ်ရလိမ့်မယ်လို့ပြောပါတယ်။ဒီစကားကိုကြားတော့ဖာရောဘုရင်ကသူ့ရဲ့လက်စွပ်ကိုချွတ်ပြီးယောသက်ရဲ့လက်မှာဆွပေးလိုက်ပါတယ်။ဖျားသခင်ကအရာအလုံးကိုတင်းစီမှာဖော်ပြပြီးသားဆိုတော့တင်လို့ပညာရှိတစ်ယောက်ကိုဘယ်မှာရှာလို့ရမလဲ။ငါတင့်ကိုအီဂျစ်ဝင်ကြီးချုပ်အဖြစ်ခန့်အပ်မယ်လို့မိန့်တော်မူပါတယ်။အားလုံးပဲယောသက်ရဲ့ဇလန်းကငယ်စဉ်ကအိမ်မက်တစ်ခုနဲ့စတင်ခဲ့ပါတယ်။အီဂျစ်မှာကျွန်းအဖြစ်ရောင်းစားခံရပြီးမှားယွင်းတဲ့ဆွဆွဲချက်ကြောင့်ထောင်ထဲမှာအချိန်ကုန်ဆုံးခဲ့ရပြီးနောက်
ယောသက်ဟာအိမ်မက်ကိုကြမမတ်နိုင်ခဲ့တဲ့ဘဝကိုနေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီနှစ်တွေတခြားဖျားသခင်နဲ့အတူရှိနေခဲ့တဲ့ယောသက်ကအိမ်မက်တွေကိုအတိတ်ပဲဖွင့်ဆိုနိုင်ပြီးအိမ်မက်အသစ်တွေထဲမှာနေထိုင်နိုင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။